မအဘာစားကြည်ကြည်ပြောလိကဲဒါကတော့ရှမ်းပြည်အစားအစာမုတ်ဖတ်ထုတ်နော်မုတ်ဟင်းထုတ်လေမုတ်ဖတ်ဟင်းထုတ်နော်မကြည့်ပါဖတ်မရှိလို့အဲ့ကလေးနဲ့ထုတ်ထားတာတဲ့ရှမ်းပြည်လူတွေဆိုရင်တော့ဒါတွေအကြိုက်ပြီပေါ့နော်သိကြမှာကျွန်တော်တော့မသိဘူးအခုမှသိတယ်မုတ်ဖတ်ထုတ်ဒါတော့ပလတ်စတစ်နဲ့ထုတ်တာကောင်းလားစားလားကြိုက်တယ်နန်းပင်လေးတွေရယ်ပြီးတော့ဒါငါးမုံကြော်ရယ်ဒီမှာတော့ဒါငရုတ်သီးကြော်လားငရုတ်သီးကြော်ရယ်သူငရုတ်သီးကြော်နဲ့နေပြီးစားရတာတဲ့သူအဲ့လိုပြောတယ်နော်ဒါကတော့အေးပေါ့နော်အေးကဲဘူးလို့ချက်ပြုတ်ပြီးတော့အများကြီးကျေးဇူးတင်တယ်မစားဘူးစားကြည့်အောင်โอเคကျေးဇူးပါကျမချမ်းသာပါစေစားကြပါအောင်စားလိုက်ပါဦးမယ်စိတ်နေတော့စိတ်ရတယ်နော်ကိုကောင်းငုတ်ဒီကြော်ရယ်ငုတ်ဒီကြော်ဒါလေးနဲ့အလူတိုးပြီးစားရတာတဲ့အဲ့ဒါကောင်းမယ်ဒီနန်းမင်းလေးကြိုက်စားပါနော်Hello man, tata. See you.